Hello အားလုံးပဲမင်္ဂလာပါဗျာကိုရှက်ပလက်ကျန်တဲ့ကျေးဇူးလိုက်ပါတယ်ဒီနေ့မှာတော့အားမလာဟင်းလေးချက်ပြပေးမှာဖြစ်ပါတယ်ဗျာတဲရိုးတဲကိုစီထည့်ပါမယ်နောက်စီလေးပူလာပြီဆိုရင်တော့နှက်ထားတဲ့ငါးလေးထည့်ပြီးတော့ကြော်ပေးမှာဖြစ်ပါတယ်ဗျာဒီမှာငါးအရန်ကိုဆင်တဲ့အတွက်ကြောင့်မို့ပေါင်းလေးအုပ်မှာဖြစ်ပါတယ်ငါးလေးဆယ်ပြီးသွားရင်တော့ကြက်သွန်ကြီးထည့်ပြီးတော့စီတတ်ပါမယ်ခုလိုကြက်သွန်ကြီးရဲ့အရောင်လေးတွေရလာပြီဆိုရင်တော့အဲတော့အရောင်အတွက်ရုပ်သီးမုံလေးနဲ့လည်းထည့်ပါမယ်ဒီလိုလေးရုပ်သီးမုံလေးအရောင်လေးရဲရဲလေးမှအားရညာကောင်းပါပါကျန်တော့ဆက်တွန်းရုပ်သီးလေးတစ်ထောင်ထည့်ပါမယ်ပြီးတော့ကန်းရည်လေးထည့်ပြီးတော့အနည်းငယ်လိုတော့ဖြစ်ပါတယ်ဗျာကန်းရည်လေးတွေဒီမိသားရောက်ပြီဆိုရင်တော့မာလာနှစ်လေးမိသားစုနဲ့တစ်ထောင်လောက်ထည့်ပါမယ်ထည့်ပြီးတော့အနည်းငယ်လိုတော့ဖြစ်ပါတယ်ဗျာခုလိုမျိုးလေးကန်းရည်လေးတွေကလိတ်ပြီးတော့စီပြန်လာပြီဆိုရင်တော့ဒီလေးနဲ့ငယ်ထည့်ပြီးပါမယ်ဒီတော့အရသာအတွက်ပင်ငယ်ပြားလေးတစ်စုံထည့်ပေးပါမယ်ကျွန်တော်ခန်းညင်လေးအနှစ်လေးတွေဒီနေထားရောက်ပြီဆိုရင်တော့ငါးထည့်ပါမယ်ငါးထည့်ပြီးတော့နည်းငယ်လေးမှုတ်ပြီးမှဖြစ်ပါတယ်ဗျာကျွန်တော်ဒီနေထားရောက်ပြီဆိုရင်တော့ကြက်သွန်မေလေးထုတ်ပြီးတော့အဲ့တော့ပကံထဲမှာပြင်ဆင်ပြီးတော့စားတော့လို့ရပါပြီဗျာ